ဒီနေ့ကျွန်တော်ပြောပြမယ့်ကားတွေကတော့တာမန်စူပါကားတွေထက်အများကြီးတာလွန်တဲ့အမြန်တော့အဆင့်မြင့်နည်းပညာရည်နဲ့ဖန်တီးထားပြီးကမ္ဘာအချမ်းသာဆုံးလူတချို့သာပိုင်ဆိုင်ခွင့်ရတဲ့ဘိန်းလေးဘိန်းပါနည်းပညာလက်ရများပဲဖြစ်ပါတယ်။ဒီကားတွေဟာအရေးအတွက်ကန့်သက်နဲ့ထုတ်လုပ်ထားတာပါ။တချို့ဆိုရင်တစည်းရသောကား Unipiece တွေပါ။သူတို့ရဲ့အင်ဂျင်တွေကလေလူတွေကိုဖောက်ထွက်မတွက်အစွမ်းထက်တဲ့ကိုရီတွေကရှာပါပြီးထူးခြားတဲ့ပစ္စည်းတွေနဲ့ပြုလုပ်ထားတယ်။ဒီကားဆယ်စီးရဲ့စုစုပေါင်းတန်ဖိုးဟာအမေရိကန်ဒေါ်လာတန်း100ကျော်တယ်ဆိုတာကိုကြားရရင်သင်အားသင့်သွားမှာပါ။ဈေးကြီးဆုံးကားဆယ်စီးရဲ့ဇလန်းတွေကိုနားဆင်လိုက်အောင်။နံပါတ်10 Bugatti Chiron Super Sport 300 Black ဒေါ်လာ 3.5 သန်းပုံမှန် Bugatti Chiron ကိုအစွမ်းကုန်မြင့်တင်လိုက်တဲ့အခါ Chiron Super Sport 300 Black လို့ကားမျိုးဖြစ်လာပါတယ်။သူ့နာမည်ရဲ့နောက်က Black ဟာဒီကားရဲ့စွမ်းဆောင်ရည်ကိုဖော်ပြနေတာပါ။မြင်းကုန်ကြီး1600ကျော်နဲ့ဒီကားဟာတနာရီမိုင်482ကီလိုမီတာအရှိန်ကိုကျော်လွန်အောင်မောင်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒီလိုစွမ်းဆောင်ရည်ကိုပိုင်ဆိုင်မှုအတွက် Bugatti ဟာဒီကားကိုကမ္ဘာပေါ်မှာအစီး30သာထုတ်လုပ်ဖို့ကန့်သတ်ခဲ့ပါတယ်။ဒီလိုထူးခြားတဲ့ sport ကားကိုပိုင်ဆိုင်နေသူတိုင်းဟာဒေါ်လာ 3.5 သန်းကျော်ပေးချေရပါလိမ့်မယ်။နံပါတ်9 Lamborghini Veneno Roadster ဒေါ်လာ4သန်း Lamborghini ရဲ့ဒီဇိုင်းယူဆကိုအစွန်းဆုံးတွန်းပို့ထားတဲ့ကားတစ်စီးကတော့ Veneno Roadster ပါပဲ။မြင်းကောင်ကြီး950ထွက်တဲ့ 6.5 လီတာဘူတွဲအင်ဂျင်ကိုတက်ဆင်ထားပြီးလေထဲမှာဖြတ်ပြေးနေတဲ့တိုက်လေယာဉ်တစ်စင်းလို့ထင်ရပါတယ်။ဈေးနှုန်းမြင့်မားရတဲ့အကြောင်းရင်းကတော့မိုးပွင့်ဘာရှင်းကို6စီးသာထုတ်လုပ်ခဲ့လို့ပါပဲ။2015ခုနှစ်မှာမိတ်ဆက်ခဲ့စဉ်ကဒေါ်လာ4သန်းကျော်ပေါက်ဈေးရှိခဲ့တဲ့ဒီကားဟာကမ္ဘာကျော်တထေးကြီးတွေရဲ့ရှားပါတဲ့စုဆောင်းစရာဖြစ်လာခဲ့ပါတယ်။နံပါတ်8 Koenigsegg CCHR Tribita ဒေါ်လာ 4.3 သန်းဆွီဒင်နိုင်ငံစပေါ်ကားထုတ်လုပ်မှုသမိုင်းမှာဂုဏ်ယူစရာကားတစ်စီးကတော့ Koenigsegg CCHR Tribita ပါ။ဒီကားရဲ့ကိုယ်တွေကိုထူးပြုလုပ်ထားတဲ့စိန်နဲ့ဖုံးထားတဲ့ကာဗွန်ဖိုင်ဘာနဲ့တိစောက်ထားလို့နေအောင်ကြီးအောင်မှာစိန်မွန့်နေလို့တောက်ပနေပါတယ်။မြင်းကောင်ကြီး1000ကျော်ရှိတဲ့ 4.8 လီတာဘူရိတ်အင်ဂျင်ကိုတက်ဆင်ထားပြီး3စက္ကန့်အောက်မှာနဲ့တနာရီမိုင်60ကိုရောက်ရှိနိုင်ပါတယ်။မူလက3စီးထုတ်ဖို့ရွယ်ခဲ့ပေမဲ့နောက်ဆုံးမှာ2စီးသာပေးစီနိုင်ခဲ့လို့ရှားပါမှုကအစမတန်မြင့်တက်သွားပြီးဒေါ်လာ 4.3 သန်းတန်ကြီးရှိခဲ့ပါတယ်။အမေရိကန်လက်ဝှေ့ချန်ပီယံမေဝက်တာကတစည်းဝယ်ယူခဲ့ပါတယ်။နံပါတ်9ဈေးနှုန်းတူတဲ့စူပါကား2စီးဟာဒီအဆင့်မှာရှိနေပါတယ်။ပထမတစ်ခုကတော့ပကာနီယာနေထုတ်လုပ်ခဲ့တဲ့ White Imola ဖြစ်ပြီး5စီးသာရှိပါတယ်။ဒီကားကမြန်နှုန်းကိုသာအဓိကထားပြီးတိစောက်ခဲ့တာပါ။ပေါင်2955အောက်၄ချိန်နဲ့မြင်းကောင်ကြီး820ကွန်ထွက်တဲ့ဒီကားဟာပကာနီယာကားတွေထဲမှာအစွမ်းထက်ဆုံးဖြစ်ပါတယ်။ဒုတိယတစ်ခုကတော့ Bugatti Divo ဖြစ်ပြီး Bugatti Chiron ရဲ့မြင့်တင်ထားတဲ့ဘာရှင်းပါ။ပြန်ကားမောင်းသူ Airbag Divo ကိုဆွဲပြုမဲ့ခေါ်ထားပြီးအစီးရေ40ထုတ်လုပ်ခဲ့ပါတယ်။ Bugatti ရဲ့ပြောဆိုချက်အရ Divo ဟာအမြင့်ဆုံးအမြန်နှုန်းထက်အကွေ့ကောက်တွေကိုကျွမ်းကျင်စွာဖြတ်တန်းနိုင်မှုအဓိကဖန်တီးထားတာပါ။ဒီလိုအကွေ့တွေမှာပျော်မှုဖို့အတွက်ဒေါ်လာ5သန်းပေးချေရမှာဖြစ်ပါတယ်။နံပါတ်6 Mercedes Maybach Accelero ဒေါ်လာ8သန်းဒီကားရဲ့ဇလန်းကထူးခြားပါတယ်။ Mercedes Maybach Accelero ဟာအမှန်တကယ်တော့တာယာထုတ်လုပ်ရေးကုမ္ပဏီ Fura ကနေအမြန်နှုန်းမြင့်တာယာအသစ်တွေကိုစမ်းသပ်ဖို့အတွက်အော်ဒါမှာယူခဲ့တဲ့တစည်းသောကားဖြစ်ပါတယ်။2005ခုနှစ်မှာမိတ်ဆက်ခဲ့တဲ့ဒီကားမှာ690မြင်းကောင်ကြီးတွန်တာပိုချဘူတွဲအင်ဂျင်ကိုတက်ဆင်ထားပါတယ်။နောက်ပိုင်းမှာတော့ Rubber Barman ကဒေါ်လာ8သန်းနဲ့ဝယ်ယူခဲ့ပြီးကားလောကမှာဒဏ္ဍာရီတစ်ခုဖြစ်လာခဲ့ပါတယ်။နံပါတ်5 Bugatti Santo DAG ဒေါ်လာ 9.5 သန်း Santo DAG ဆိုတာအီတလီလို110ကိုဆိုလိုတာဖြစ်ပါတယ်။1990ပြည့်နှစ်တွေကနာမည်ကြီးခဲ့တဲ့ Bugatti EB110 ကိုဂုဏ်ပြုတဲ့အနေနဲ့ပြန်လည်ဖန်တီးထားတာပါ။ Chiron ရဲ့အခြေခံဘာရှင်းထက်မြင်းကောင်ရည်100ပိုများပြီး1600အထိစွမ်းဆောင်နိုင်ပါတယ်။3ညမှာတနာရီမိုင်60ကို1.4စက္ကန့်တွင်ရောက်ရှိနိုင်ပါတယ်။ဒီလိုအိမ်မက်ဆန်တဲ့စူပါကားကို10စီးသာထုတ်လုပ်ခဲ့ပြီးတစ်စီးကိုဒေါ်လာ 9.5 သန်းပေးချေရမှာဖြစ်ပါတယ်။ Rolls Royce Sweaty ဒေါ်လာ 13 သန်းဒီအဆင့်မှာတော့စွမ်းဆောင်ရည်တဲ့ဇင်ခံမှုနဲ့တမှုထူးခြားတဲ့စိတ်ကြိတ်ဖန်တီးမှုကရှေ့ရောက်လာပါတယ်။ Rolls Royce Sweaty ဟာဖောက်တဲ့တူရဲ့ကိုယ်ပိုင်လေယာဉ်နဲ့ရွက်လီပုံစံကိုမှီညံပြီးဖန်တီးပေးခဲ့တဲ့ Rolls Royce Phantom ရဲ့အထူးပါရှင်ပါ။ဒီကားကိုဖန်တီးဖို့4နှစ်အချိန်ယူခဲ့ရပြီးတစည်းသောကားအဖြစ်ရောင်းချခဲ့ပါတယ်။တရားဝင်ဈေးနှုန်းကိုမထုတ်ဖော်ပေမဲ့မီဒီယာတွေကဒေါ်လာ13သန်းလောက်တန်ကြေးရှိမယ်လို့ခန့်မှန်းကြပါတယ်။နံပါတ်3 Pagani Zonda HP Barchetta ဒေါ်လာ15သန်းတီထောင်သူ Horacio Pagani ရဲ့နာမည်အစစလုံး HP ကိုဂုဏ်ပြုထားတဲ့ Zonda HP Barchetta ဟာ Zonda မျိုးဆက်ထဲမှာဈေးကြီးဆုံးနဲ့အရှားပါဆုံးပါရှင်ပါ။3စီးသာထုတ်လုပ်ခဲ့ပြီးတစ်စီးကို Pagani ကိုယ်တိုင်ပိုင်ဆိုင်ထားလို့ဝယ်ယူသူတွေအတွက်2စီးသာရရှိနိုင်ခဲ့ပါတယ်။ 7.3 လီတာဘူတွဲအင်ဂျင်ကိုတက်ဆင်ထားတဲ့ဒီကားရဲ့ဈေးနှုန်းကိုတရားဝင်မထုတ်ပြန်ပေမဲ့ကျွမ်းကျင်သူတွေကဒေါ်လာ15သန်းနီးပါးတန်ကြေးရှိမယ်လို့ခန့်မှန်းကြပါတယ်။နံပါတ်2 Bugatti La Voiture Noir ဒေါ်လာ 16.8 သန်းဒုတိယနေရာကိုလည်း Bugatti ကပဲထပ်မံရရှိပြန်ပါတယ်။ပြင်သစ်လိုအနက်ရောင်ကားလိုအဓိပ္ပာယ်ရတဲ့ La Voiture Noir ဟာ1930ပြည့်နှစ်တွေကပျောက်ဆုံးသွားတဲ့ Type 57 SC Atlantic ကိုပြန်လည်အသက်သွင်းထားတာပါ။ကိုယ်တစ်ခုလုံးကိုလက်နဲ့ထုစစ်ထားတဲ့အနက်ရောင်ကားပုံနဲ့ပြုလုပ်ထားပါတယ်။တစည်းသောကားအဖြစ်ထုတ်လုပ်ပြီးအမည်မသိဝယ်ယူသူတူထံကိုဒေါ်လာ 16.8 သန်းနဲ့ရောင်းချခဲ့ပါတယ်။တချို့ကဘောလုံးသမားစီယိုနယ်ရိုဖြစ်လိမ့်မယ်လို့ထင်ကြီးပေးခဲ့ကြပေမဲ့အတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။နံပါတ်1 Rolls Royce Bugatti ဒေါ်လာ 23 သန်း
ကမ္ဘာပေါ်မှာလက်ရှိဈေးအကြီးဆုံးကားအဖြစ်ထိပ်ဆုံးနေရာကိုရောက်ယူထားတာကတော့ Rolls Royce ပုတ်တေးပါပဲ။ကျွဲလေတစ်စီးရဲ့ပုံသဏ္ဍာန်ကိုအခြေခံပြီးဖန်တီးထားလို့ဒီနာမည်ပေးထားတာဖြစ်ပါတယ်။ဒီကားကိုလည်း3စီးသာတိစောက်ခဲ့ပြီးအားလုံးရောင်းထွက်သွားခဲ့ပါပြီ။အချို့ကဂျေဇီးနဲ့ဘီယွန်းစုံတွေပိုင်ဆိုင်တယ်လို့ကောလာလာတွေရှိပါတယ်။ဈေးနှုန်းကိုတရားဝင်မထုတ်ပြန်ပေမဲ့ဒေါ်လာ23သန်းဝန်းကျင်ရှိမယ်လို့ခန့်မှန်းကြပါတယ်။အထူးခြားဆုံးကတော့နောက်ဖုံးကိုဖွင့်လိုက်တဲ့အခါပျော်ပွဲစားဖို့ခွက်အစုံလဲဝိုင်းဖြူအတွက်အေးခိုင်းတဲ့ထီတလက်တို့ပေါ်ထွက်လာတာပါပဲ။ဒီကားတွေဟာကားသက်သက်မဟုတ်တော့ပါဘူး။၎င်းတို့ဟာဇင်ခံမှုဤပညာနဲ့ရှားပါမှုတို့ရဲ့အမြင့်ဆုံးအမှတ်အသားတွေပါပဲ။ဒီကားတွေကိုလမ်းပေါ်မှာမြင်ဖို့မဖြစ်နိုင်ပေမဲ့သူတို့ရဲ့ဇလန်းတွေကတော့ကျွန်တော်ရဲ့စိတ်ကူးထဲမှာအမြဲရှိနေပါဘူး။ကျွန်တော်ပြောပြခဲ့တဲ့ဒီကားဆက်တဲ့စီးထဲမှာဘယ်ကားကိုအကြိုက်ဆုံးလဲဆိုတာကွန်မန့်မှာပြောပြပေးခဲ့ပါဦး။ကောင်းသောနေ့လေးဖြစ်ပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။